ဒီပင်ကွင်းပေါက်စားလေးတွေဟာအပြင်မှာတနာရီလောက်ပဲနေမိရင်တော့အေးမိပြီးတည်သွားနိုင်ပါတယ်။ဒါဟာကဘာပေါ်မှာအေးဆုံးဖြစ်တဲ့အန်တာတစ်ကေတာကြီးပဲဖြစ်ပါတယ်။အနုတ်80 ဒီဂရီဆယ်စီယပ်အထိရှိတဲ့အပူချိန်နဲ့တနာရီမိုင်တလာနှုန်းအထိတိုက်ခတ်တဲ့လေပြင်းတွေကြောင့်သက်ရှိအများစုအတွက်အသက်ရှင်ဖို့ဆိုတာမထင်နိုင်သလောက်ပါပဲ။အင်ပါယာပင်ကွင်းတွေကပဲဒီလိုဆောင်းရာသီအလေကောင်မှာမိသားစုဘဝကိုတည်ဆောက်နိုင်ကြတာပါ။သူတို့ရဲ့သားပေါက်လေးတွေကိုပြင်းထန်တဲ့နေမုန်တိုင်းတွေရန်ကနေကာကွယ်ဖို့အတွက်ပင်ကွင်းအကြီးတွေဟာတကောင်နဲ့တကောင်တင်းတင်းကြပ်ကြပ်ဆူဝေးပြီးနှွေးထွေးအောင်လှုပ်ထားကြပါတယ်။တရှိခန္ဓာကြီးလို့ထင်နေတဲ့ဒီကြားထဲမှာပဲသားပေါက်လေးတွေဟာနှွေးရသည့်မရောက်မချင်းအေးဒဏ်ကနေလွတ်ကင်းပြီးနှွေးထွေးနေကြရတာပါ။အဲ့ဒီအချိန်ရောက်ရင်တော့ပင်ကွင်းပေါက်စားလေးတွေဟာ1 မီတာနီးပါးလောက်အထိအရက်ရှည်လာကြပါပြီ။ပင်ကွင်းအကြီးတွေကလည်းသူတို့ရဲ့မိဘတာဝန်တွေကိုအဆုံးသတ်ပြီးထွက်သွားကြတော့တာဖြစ်ပြီးသားပေါက်လေးတွေစီးကိုဘယ်တော့မှပြန်မလာတော့ပါဘူး။အချိန်တွေကြာလာတာနဲ့အမျှပင်ကွင်းလေးတွေဟာဗိုက်စားလာကြပါတယ်။သူတို့တွေအစာရှာဖို့တခုတည်းသောအခွင့်အလမ်းကတော့မိုင်30လောက်ဝေးတဲ့ပင်လယ်ပြင်ကြီးထဲမှာပဲရှိနေတာပါ။သားပေါက်လေးတစ်ကောင်ကစပြီးခြေလန်းလိုက်တာနဲ့ကြမ်းတဲ့အကောင်တွေကလည်းနောက်ကနေလိုက်ကြပါတော့တယ်။သူတို့ဟာပုံမှန်အချိန်လေးနဲ့ခရီးစတင်ထွက်ခွာလာကြ